ညီကိုတို့မင်္ဂလာပါဒီဗီဒီယိုမှာတော့အလွန်ဆိုရဲ့လာမယ့်နေ့ရာသီဖြစ်နိုင်ခြေရှိတဲ့ line ရဲ့အနေအထားကိုဆွေးနွေးကြမှာဖြစ်ပါတယ်။ကိုသမားနေရာမှာတော့ Robert Sanchez ပဲဖြစ်နိုင်ခြေရှိပါတယ်။ Robert Sanchez အနေနဲ့အမှားအများကြီးလုံးမှသာအလွန်ဆိုက Mike Penna ကိုအသုံးပြုမယ်လို့ကျွန်တော်ထင်ပါတယ်။အလွန်ဆိုက Chelsea မှာ340ကစားမှာဆိုတော့ right wing back နေရာမှာအသစ်ခေါ်ယူထားတဲ့ Marco Palestra ပဲဖြစ်ဖို့များပါတယ်။ဘာလို့လဲဆိုတော့သူက Gusto လည်းတိတ်ကြိုက်ပုံမရဘူး။နောက်ပြီးကျွန်တော်တို့ရဲ့မင်းသားကြီး Reece James ကလည်းအားနေစေးရုံတက်နေရတာဆိုတော့အဲ့နေရာမှာ Palestra ပဲဖြစ်ဖို့များပါတယ်။ RCB နေရာမှာကတော့ Fofana ထက်ကျွန်တော်အချင်းပေါင်းပိုဖြစ်မယ်ထင်တယ်။ Chalobah လည်းအသင်းပြောင်းဖို့လုံးနေတယ်ဆိုတော့ Fofana လိုကျိုးလိုက်ကောင်းလိုက်ပြန်ဖြစ်နေတဲ့လူထက်စားလို့ရှိရင်အချင်းပေါင်းကိုပဲပို့ပြီးထားမယ်လို့ကျွန်တော်ထင်ပါတယ်။အဲ့ဒါကြောင့်မို့လဲ Chelsea ကအချင်းပေါင်းကိုလုံးဝမရောက်နိုင်ဘူးဆိုတဲ့စိတ်နဲ့ကိုထည့်ထားတာဖြစ်မယ်လို့ကျွန်တော်ထင်တယ်။ CCP နေရာမှာတော့အခုကျွန်တော်တို့လိုက်နေတဲ့ Palace ကလက်ခွားပဲရောက်လာနိုင်မယ်ထင်တယ်။ကျွန်တော်လည်းတခြား league တွေထက်စားလို့ရှိရင် PL အတွေ့အကြုံရှိတဲ့လူကိုပဲကျွန်တော်တို့ရဲ့အသင်းကိုရောက်စေချင်တယ်။အဲ့ဒါကြောင့်လက်ခွားပဲဖြစ်မယ်ထင်တယ်။ LCB နေရာမှာတော့ကိုယ်ပဲဖြစ်မယ်ထင်ပြီးတော့ left wing back နေရာမှာတော့သူတို့ back Chavaria ကိုခေါ်ဖို့လုံးနေတယ်ဆိုပေမဲ့Vallecano ကလည်းစာချုပ်ဖြတ်သိမ်းကြေးမှမပေးနိုင်ရင်မရောင်းနိုင်ဘူးဆိုတော့ကျွန်တော်တို့အနေနဲ့ Hato ကိုပဲအဲ့ left wing back နေရာမှာထားလိုက်တော့မယ်။ Matrix ကကောင်လေးကိုလည်းလိုက်နေတဲ့သတင်းတွေထွက်နေပေမဲ့ရောက်မရောက်ကတော့မသိကြဘူးဆိုတော့ Hato နဲ့ပဲအဆင်ပြေပါတယ်။အဆင်မပြေလို့ရှိရင်လည်းကျွန်တော်တို့အသစ်ခေါ်ထားတဲ့ဘာကိုကလည်းအဲ့နေရာမှာကစားနိုင်တာဆိုတော့ကျွန်တော်တို့left wing back နေရာအတွက်ကျွန်တော်တို့ကတိတ်စိတ်ပူစရာမလိုပါဘူး။ကွင်းလင်2ယောက်နေရာမှာတော့ Caicedo ကတော့ပြောင်းလိမ့်မယ်မထင်ဘူး။ Enzo Fernandez ကလည်းအလွန်ဆိုသူ့ကိုဆက်နေစေချင်တယ်။ဒါပေမဲ့ Enzo ကတကယ်လို့အရင်ထွက်ချင်နေလို့ရှိရင်လည်းသူ့ကိုလိုချင်တဲ့ပေါင်တန်း20ကိုပေးနိုင်မဲ့အသင်းဆိုလို့ရှိရင် Chelsea ကရောင်းမယ်လို့ထင်တယ်။အဲ့လို Chelsea ကရောင်းလိုက်မယ်ဆိုမှသာ Enzo နေရာမှာအပြောင်းလဲဖြစ်သွားမယ်ထင်တယ်။အခုကျတော့တိုက်စစ်အနေနဲ့ left wing နေရာမှာတော့ကိုပါမာနဲ့ Astavio နှစ်ယောက်တည်းကပါမာကိုပဲသုံးလိုက်မယ်လို့ကျွန်တော်ထင်တယ်။ Sporting ရောက်လာတဲ့ Giovanni ဆိုတဲ့ကောင်လေးရှိပေမဲ့လည်းအလွန်ဆိုကပါမာကိုပဲသူ့အဲ့နေရာကိုအဓိကပေးတယ်မယ်လို့ကျွန်တော်ထင်တယ်။ right wing နေရာမှာလည်း Garnacho ကထွက်မယ်။ Keaton ကလည်းတိတ်ပုံမလာတော့ Patronato ကိုပဲထားလိုက်တော့မယ်။ number 9နေရာမှာတော့လူတွေအများများနေပေမဲ့ဂျာဦးပတ်ထိုပဲဖြစ်လိမ့်မယ်လို့ထင်တယ်။ Liam Delap နဲ့ Jackson နဲ့Emmanuel တွေကတယောက်ကတော့ကျွန်တော်တို့ Chelsea ကပဲထွက်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒါကတော့နောက်နှစ်အလွန်ဆိုလောက်မှဖြစ်လာနိုင်ခြေရှိတဲ့ line up ကိုစဉ်းစားကြည့်တာပါ။ကျေးဇူးတင်ပါတယ်။